ဤဇလန်သည်ဈေးဝယ်စင်တာတစ်ခုတွင်စတင်ခဲ့သည်ချမ်းသာသောသူထေသမီးလေးဆာယာကိုသူမ၏ရည်စားဟောင်းကလာရောက်နှောက်ယှက်နေစဉ်ဆာရာ၏ဒေါ်လာ100တန်းတန်ဖက်နှက်ပေါ်သို့ကော်ဖီများဖိတ်ကျသွားခဲ့သည်ဆာယာဘာလို့ရမှန်းမသိဖြစ်နေစဉ်လူငယ်လေးတစ်ယောက်ကသူမရှိတွင်ရုတ်တရက်ပေါ်လာခဲ့သည်သူကဒူးထောက်ချလိုက်ပြီးသူ့အင်ဂျီဖြင့်ဆာယာဖက်နှက်ပေါ်မှအစွန်းထင်းများကိုတုပ်ပေးပါတော့သည်ဒါကိုမြင်တော့ဆာရာရည်စားဟောင်းကပိုပြီးဒေါသထွက်သွားခဲ့သည်ဆာယာကထိုလူငယ်လေးကိုကျေးဇူးတင်သည့်အနေဖြင့်ချင်းတွေ့ရန်ကမ်းလှမ်းခဲ့တော်လဲထိုလူငယ်၏အာယုံကကောင်းတာပေါ်ကအိမ်များစီတွင်ပဲရှိနေသောကြောင့်ညှင်းပယ်ခဲ့သည်ဒါကိုမြင်ပြီးစိတ်ဆိုးမှန်ဆိုးဖြင့်ဆာယာကသူမ၏ရွှေကိုရောင်အစင်းမြင့် credit card ကိုထုတ်ကာဆင်ပေါ်ကတန်ဖိုးကြီးဒီဇိုင်နာအိမ်များအားလုံးကိုတင်ကျုံဝယ်လိုက်ပါတော့သည်နောက်တစ်နေ့တွင်ဆာယာကထိုလူငယ်လေး၏အိမ်တို့ထိလိုက်သွားပြီးလက်ထပ်ခွင့်တောင်းခဲ့သည်ဆာရာမိဘများကမူသူတို့သမီးပါကြောင့်ဒီလောက်တောင်အတိအပေါက်ဖြစ်နေရတာလဲဆိုပြီးအံ့ဩသွားကြသည်အမှန်တော့ဆာရာသည်ကြီးမားသောစီးပွားရေးအင်ပါယာကြီးတစ်ခု၏အမွေဆက်ခံသူဖြစ်ပြီးမိဘများကွာရှင်းပြီးကလေးကသူမ၏မောင်မင်းဖေဖေတူမေကွဲမောင်ဟာအမွေခွဲဝေမှုတွင်အဓိကပြိုင်ဘက်ဖြစ်လာခဲ့သည်ထူးဆန်းသောတိုက်ဆိုင်မှုများနှင့်ယွန်းဟောင်းဆာရာသည်သူမ၏မောင်လေးကမင်းသမီးတစ်ယောက်နှင့်ဖောက်ပြန်နေသည်ဟုတန်တရားရှိသဖြင့်စုံစမ်းစစ်ဆေးမှုများလုပ်နေခဲ့သည်အုံတို့စုံစမ်းနေတော့မှပဲထူးဆန်းသည့်လူတစ်ယောက်ကကူညီရန်ရောက်လာသည်ဆာရာကအကူအညီကိုညှင်းပယ်သည့်အခါတွင်မူထိုလူကသူမမငင်းဆန်နိုင်မည့်စကားတစ်ခုကိုပြောခဲ့သည်ဒါကြောင့်ဆာရာခမများသူနှင့်အတူအိယာခင်းများအတူတူခောက်ပေးခဲ့ရသည်ဖြည်းဖြည်းချင်းပဲသူတို့နှစ်ယောက်ကြားကအကွာအဝေးကချင်းမြောင်းလာပြီးဆာရာတယောက်စုံစမ်းစစ်ဆေးမှုအပေါ်အာယုံမဆိုင်နိုင်တော့ပေနောက်ပိုင်းမှာသိလိုက်ရသည်မှာထိုလူငယ်၏နာမည်ကယွန်းဟောင်းဖြစ်ပြီးထိုမင်းသမီးကဆာရာကိုဟန်တားရန်အတွက်ထောင်ချောက်ဆင်ထားခြင်းဖြစ်သည်တနေ့တွင်ဆာရာသည်ကဖေးဆိုင်တစ်ဆိုင်သို့ရောက်သွားခဲ့ပြီးအဲ့ဒီဆိုင်ကလူပြိုမလေးများအားလုံးသည်ယောက်ျားလေးတစ်ယောက်စီတို့ပဲအကြည့်ရောက်နေကြတာကိုသတိထားမိသွားသည်ကြည့်လိုက်တော့ကော်ဖီဖြောဆက်သူအဖြစ်အလုပ်လုပ်နေသောယွန်းဟောင်းဖြစ်နေသည်အစပိုင်းတွင်ဆာရာကသူ့ကိုမသိချင်အောင်ဆောင်နေခဲ့တော်လဲငွေရှင်းသည့်အခါတွင်ရှော့စီနှစ်ခါရခဲ့ပြီးကော်ဖီခွက်ပေါ်တွင်အသေးပုံလေးဆွဲပေးထားတာကိုမြင်တော့သူမပြုံးမိသွားသည်ထိုနေ့ကစပြီးဆာရာသွားလေရာအရက်တိုင်းတွင်ယွန်းဟောင်းကပေါ်လာတတ်သည်ဈေးဝယ်စင်တာမှာတော့သူမရှိတွင်ရုတ်တရက်ပေါ်လာပြီးနှင်းစီမီတပွင့်ကိုတိတ်တဆိတ်ကမ်းပေးခဲ့သည်ဆာရာကတော့ဒါဟာလူပိုးပန်းသည်ပုံစံအစ်စ်လားဆိုပြီးဝေခွဲမရဖြစ်နေခဲ့သည်ရက်အနှဲငယ်အကြာတွင်ဆာရာရုံးခန်း၌အလုပ်လုပ်နေတော့အပြင်မှာဆူညံဖြစ်လာသည်ပါဆယ်ပိုးသည့်ကောင်လေးတစ်ယောက်ကအတွင်းရေးမှု၏ခွင့်ပြုချက်မရှိဘဲရုံးခန်းထဲသို့စွတ်တိုးဝင်လာတာဖြစ်သည်ဆာရာနည်းနည်းစိတ်ဆိုးသွားတော့လဲထိုပိုးဆောင်ရေးသမားကစာကိုလက်ခံပြီးသူကိုပဲဓာတ်ရိုက်ပေးမှဖြစ်ပြီးဆာရာ၏မှတ်ပုံတင်ကိုပါပြရန်တောင်းဆိုခဲ့သည်စိတ်တူတူနဲ့ဆာရာကစာပွဲပေါ်သို့မှတ်ပုံတင်ပြချလိုက်သည့်အချိန်ကျမှထိုပါဆယ်ပိုးသမားဟာယွန်းဟောင်းဖြစ်နေမှန်းသိလိုက်ရသည်အခုတော့ဆာရာတယောက်ဒီလူငယ်ဟာတခုခုကိုကြံစီနေတာပဲဟုတကယ်တန်တရားဝင်လာပါပြီဒါပေမဲ့တနာစရာကောင်းတော့ယွန်းဟောင်းမှလည်းအထင်လွဲစရာအကြောင်းရှိသည်သူ၏အိမ်မက်ကတနေ့တွင်ဖုံးတော်ကြီးဖြစ်ရန်ဖြစ်ပြီးဒီအိမ်မက်ကိုအကောင့်ထဲပေါ်ဖို့အတွက်အလုပ်ပေါင်းစုံကိုလိုက်လုပ်နေရတာဖြစ်သည်ဒေါ်လာ6.8တန်းတန်ဖန်ပြီးဆိုင်ကြီးသို့တော့ဆာယာနှင့်ယွန်းဟောင်းတို့၏ဇလန်းကဒီတင်မပြီးသေးပါဆာယာရဲ့ဖခင်ဟာတထေးအိမ်ကတမတ်အဖြစ်ဝင်လာခဲ့ရသူဖြစ်လို့နေရာရဖို့ပို့ပြီးစူးစမ်းခဲ့ရသူဖြစ်သည်ဆာရာသည်လည်းအာနာရှိသောအမျိုးသမီးတစ်ယောက်ဖြစ်လို့အမြဲပဲသူတစ်ပါး၏ဝေဖန်ခြင်းကိုခံရသည်တနေ့တွင်ဆာရာသည်ကုမ္ပဏီ၏ရှယ်ယာရှင်များအစည်းအဝေးကိုတက်ရောက်ခဲ့သည်သူမ၏အရေးချင်းကိုအတိမတ်ပြုခံရတော့မည်ဟုထင်ခဲ့တော်လဲအသက်ကြီးသည့်စီးပွားရေးသမားများကသူမ၏အရေးချင်းကိုအတိမတ်မပြုဘဲနှိမ်သည့်ပြက်လုံးများပဲပြောနေခဲ့ကြသည်ဆာရာအလွန်မင်းစော်ကားခံရတယ်လို့ခံစားခဲ့ရတော်လဲရှယ်ယာရှင်များကိုပြန်မပြောနိုင်ခဲ့ပေဒေါသတကြီးနှင့်သူမ၏ကားကိုကိုယ်တိုင်ဆေးပြီးစိတ်ဖြေဖြောင်းနေတော့ယွန်းဟောင်းနှင့်ပြန်ဆုံသည်ယွန်းဟောင်းကကားဆေးကားကိုသူပေးမည်ဟုပြောတော်လဲအလဲနေဖြင့်ကော်ဖီတစ်ခွက်ပဲတောင်းခဲ့သည်ဆာရာကကော်ဖီတိုက်ရန်သဘောတူခဲ့တော်လဲကဖေးဆိုင်သို့ရောက်သည့်အခါဆာယာကသူမအတွက်အမဲသားကင်ကိုမဆားပြီးယွန်းဟောင်းကတော့မေးကြည့်နေခဲ့ရသည်ဆာယာကသူမ၏ခံစားချက်များကိုဖွင့်မပြောတော့လဲဘာဖြစ်လို့နေရာတိုင်းမှာသူ့ကိုပဲတွေ့နေရတာလဲဟုယွန်းဟောင်းကိုမေးခဲ့သည်ဒီလိုတိုက်ဆိုင်မှုကဘသူအတွက်မဆိုထူးဆန်းနေမှာဖြစ်သည်အမှန်တော့ယွန်းဟောင်း၏အိမ်မက်ကဘုံတော်ကြီးဖြစ်ဖို့ဖြစ်ပြီးအရာရာကိုစွန့်လို့ရမည့်လမ်းစဉ်ဖြစ်တာကြောင့်သူ့အမေကလုံးဝသဘောမတူပဲအိမ်မှာအကြီးကျယ်ရန်ဖြစ်ခဲ့ကြသည်နောက်ဆုံးတွင်ယွန်းဟောင်းအိမ်ကဆင်းလာခဲ့ပြီးမိသားစုကိုငွေကြေးရထောက်ပံ့နိုင်ရန်အတွက်အလုပ်ကြိုးစားနေရတာဖြစ်သည်အခြားတစ်ဖက်တွင်မူ